သူနင့်ကိုဘလို့ခေါ်လိုက်တာလဲမစ္စတာလူဟုတ်လားမဖြစ်နိုင်တာတခုခုတော့မှားနေပြီသူကဝန်ထမ်းအဆင့်ပဲရှိတာလေဘလို့လုပ်ပြီးတထေးကြီးမစ္စတာလူဖြစ်နိုင်မှာလဲငါအမရဲ့ကုမ္ပဏီကိုတောင်ဝယ်မယ်ဆိုပဲငါတို့ကိုလိမ်ဖို့ဟန်ဆောင်နေတာပါလူဟန်ငါပြောမယ်နော်မင်းလုံးဝမမျှော်လင့်နဲ့ဟုတ်တယ်နင်ကတော့တပြားမှရမှာမဟုတ်ဘူးဟင်းဘာကိုရေးနေတာလဲနင်တို့တွေဘာမှမသိပဲတုံးလုံးလို့ရေးနေတာပါမစ္စတာလူကချွမ်းကြီးကပီတယ်ရဲ့ရှယ်ယာရှင်ကြီးဖြစ်ပြီးတော့ဒေါ်လာတန်းကိုရကြော်တောင်ချမ်းသာတာရှင်သူကနင်တို့ပတ်စံကိုလိုချင်လိမ့်မယ်လို့ထင်နေတာလားတော်စမ်းပါအေးဒေါ်လာတန်းကိုရကြော်တောင်လားလူဟန်အဲ့ဒါတကယ်ပဲလားဘာလို့ငါ့ကိုတခါမှမပြောခဲ့တာလဲမင်းနဲ့ဘာဆိုင်လို့လဲလုံခြုံရေးတွေကိုပြောလိုက်နောက်တစ်ခါဘသူပဲဝါမှန်းမသိတဲ့မတင်ကားစရာလူတွေကိုအဆောက်အဦတွေပေးမဝင်ခိုင်းနေတော့တွားကြစို့ဒါဆိုဒီနှစ်တွေတလျှောက်လုံးငါတယောက်တည်းဘာမှမသိပဲအမောင်ထဲမှာနေခဲ့ရတာပေါ့လူဟန်ကချွမ်းကြီးကပ်ပြီးတဲ့ရဲ့ရှယ်ယာရှင်ကြီးတယ်လားဒါဆိုငါနဲ့ချန်ကျွမ်းကိုအလုပ်ထုတ်ဖို့သူကိုယ်တိုင်လက်မှတ်ထိုးခဲ့တာပေါ့သူကငါ့ကိုတကယ်ပဲဖျက်ဆီးချင်နေတာပဲငါ့ကိုတကယ်ပဲအစပြောက်အောင်လုပ်ချင်နေတာနေပါဦးဒါကအတိတ်ပဲမရှိဘူးလေငါမင်္ဂလာဆောင်ကားအတွက်တောင်သူပတ်စံမတက်နိုင်ခဲ့ဘူးလေသူကဘလို့လို့အဲ့ဒီလောက်ပတ်စံတွေအများကြီးရှိနိုင်မှာလဲနင်ကတုံးလိုက်တာအဲ့ဓာတွေကဟန်ဆောင်နေတာလေဟုတ်တယ်သူကလူမသိအောင်ဆင်းရဲချင်အောင်ဆောင်နေခဲ့တာပေါ့ကောင်းလိုက်တာလူဟန်ကတနေ့ကြီးပွားမဲ့သူဆိုတာငါအမြဲသိနေခဲ့တာဝမ်ထုံအခုချက်ချင်းအပေါ်တက်သွားပြီးသူ့ကိုခွင့်လွှတ်ဖို့တောင်းပန်လိုက်ဘာပဲလုပ်ရလုပ်လိုက်တော့သူကအရင်ကနင်ပြောသမျှအကုန်နားထောင်တာပဲနင်ကသူ့ကိုစကားချိုလေးတွေပြောပြီးစိတ်ချမ်းသာအောင်လုပ်ပေးနိုင်ရင်ငါတို့မိသားစုတစ်သက်လုံးထိုင်စားလို့ရပြီဟုတ်တယ်မမဒေါ်လာတန်း900တောင်လေတန်း900တောင်သူကမမကိုအလိုလိုက်ဆုံးပဲလေမပြောသမျှလည်းအကုန်လုပ်ပေးခဲ့တာပဲအခုလည်းနည်းနည်းလေးအလျှော့ပေးပြီးချွဲလိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်မင်္ဂလာဆောင်ကားနဲ့တောင်းရမ်းတဲ့ပတ်စံတွေကတော့အေးဆေးရသွားမှာပါအခုချိန်ထိတောင်သူတို့ကပတ်စံကြောင်းပဲတွေးနေကြတာကျမရဲ့စိတ်ခံစားချက်ကိုလုံးဝပြီးမဆိုင်ကြဘူးအခုတစ်ခေါက်တော့ကျမတယောက်တည်းဒုက္ခရောက်မှာမဟုတ်ဘူးဆိုတာပြောပြထားတာပါပြီးခဲ့တဲ့3နှစ်အတွင်းမှာရှင်တို့ကသူ့ပတ်စံနှစ်3.8 တန်းကျော်လောက်တုံးပစ်ခဲ့ကြတာလေအဲ့ဒါတွေကိုပြန်ရဖို့သူကတရားစွဲထားပြီးပြီဆိုတော့ရှင်တို့ဘာသာရှင်တို့ပဲဖြေရှင်းကြတော့မမဘယ်သွားမလို့လဲဂူဝမ်ထုံပြန်လာခဲ့စမ်းအမေကျမတို့တကယ်ပဲအဲ့ဒီပတ်စံတွေပြန်ပေးရမှာလားအဲ့ဒီလောက်အများကြီးကိုဘဲကသွားရှာရမှာလဲငါတို့မှာပတ်စံမရှိဘူးသူတခုခုလိုချင်နေဆိုရင်ငါအသက်ကိုပဲလာယူလိုက်တော့သူကအဲ့လောက်တောင်ချမ်းသာနေတာကိုငါတို့အတွက်နည်းနည်းပပသုံးပေးတာဘာဖြစ်သွားမှာမလို့လဲချမ်းသာတဲ့လူတွေကသူတို့ရဲ့ဂုဏ်သိက္ခာကိုအလေးထားဆုံးပဲသူ့မှာတတိရှိတယ်ဆိုရင်ငါနောက်ကိုလိုက်လာခိုင်းလိုက်လေရော်ကြီးကိစ္စကိုခင်ဗျားတို့နှစ်ယောက်ညှိနှိုင်းဖို့မစ္စတာလူကညွှန်ကြားထားပါတယ်ကျွန်တော်နောက်ကိုလိုက်ခဲ့ပေးပါချန်ကျွမ်းရှင်ဘာလုပ်နေတာလဲဘယ်ကိုသွားမလို့လဲဘာမှမဟုတ်ပါဘူးဥပဒေအကျိုးဆောင်ဖွဲ့ကအကျွေးကိစ္စနဲ့ငါနောက်ကိုတကောက်ကောက်လိုက်နေလို့လင်းချင်းခံထွက်မလို့ပါနောက်ရက်အနေငယ်နေရင်ပြန်လာမှာပါ green card ရဲ့ passport ရဲ့ပါလားလင်းချင်းခံထွက်ပြီးရက်ပိုင်းအတွင်းပြန်လာမယ်ဟုတ်လားရှင်တိတိတသားကြီးထွက်ပြေးဖို့ကြံနေတာပဲဝမ်ထုံအဲ့ဒါတွေကိုအရင်ပြန်ပေးပါငါရှင်းပြပါရစေချန်ကျွမ်းရှင်ရဲ့ကလေးကိုကျမပိုက်ထဲမှာလွှဲထားရတာလေအခုတော့ကျမနဲ့ကလေးကိုပြစ်ထားခဲ့ပြီးရှင်ကထွက်ပြေးချင်တာလားရှင်လူမဟုတ်ရဲ့လားဒီနေ့ကျမလူဟန်စီသွားခဲ့တယ်ဒီနှစ်တွေအတွင်းကျမတို့ဖောက်ပြန်ခဲ့တာတွေပြင်ဒီကလေးကသူ့ကလေးမဟုတ်ဘူးဆိုတာကိုပါသူသိသွားပြီအခုသူက3နှစ်စာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက်10တန်းတောင်းနေတယ်အဲ့ဒါကိုရှင်းပေးရမယ်10တန်းဟုတ်လားဂူဝမ်ထုံနေယူနေပြီလားရှင်မနှက်ဖြန်မပေးဘူးဆိုရင်ရှင်ကကျမကိုဖျားယောင်းပြီးဖောက်ပြန်ခိုင်းခဲ့တာတွေပြီးတော့ဥပဒေအကျိုးဆောင်အဖွဲ့ရဲ့ရန်ပုံငွေတွေကိုကျမနဲ့ပေါင်းပြီးအလွဲသုံးစားလုပ်ခဲ့တဲ့တပ်တွေအားလုံးကိုချွမ်းချီကပ်ပြီးတဲ့စီအပ်လိုက်မယ်ကျမပြုတ်သွားရင်ရှင်တို့အားလုံးလည်းအတူတူပြုတ်ကြမှာပဲနေငါ့ကိုချင်းချောက်နေတာလားဖိုင်တွေအားလုံးကိုကျမကူးယူထားပြီးသားကျမကိုနောက်တစ်ခါထပ်ထိကြည့်လိုက်အဲ့ဒါတွေကိုချက်ချင်းပို့လိုက်မှာကျမကိုပတ်စံပေးပါကျမနဲ့ကျမပိုက်ထဲကကလေးအတွက်အနာဂတ်တစ်ခုပဲလိုချင်တာပါကလေးမင်းကဒီကလေးကိုတကယ်ပဲမွေးမယ်လို့စိတ်ကူးနေတာလားအဲ့ဒါဘာစကားလဲဒါရှင်ကလေးလေရှင်ကကိုသွေးသားရင်းကိုတောင်တကယ်ပဲရန်သူလို့ဆက်ဆံတော့မှာလားဟာမင်းကတော့နားမလည်သေးပါလားဒီကလေးမွေးလာတာနဲ့မင်းလိုဟန်ကိုလိမ်ပြီးလက်ထပ်ခဲ့တယ်ဆိုတာတက်တည်အထင်ရှားဖြစ်သွားမှာလိုဟန်ကအဲ့ဒီကလေးကိုတုံးပြီးမင်းကိုပြန်ကစားလိုက်မယ်ဖောက်ပြန်တာကိုဝင်ရတာလက်ထပ်ဖို့လိမ်လေလားအဲ့ဒီအချိန်ကျရင်မင်းပိုင်ဆိုင်သမျှအကုန်ရောင်းရင်တောင်ပြန်ဆက်နိုင်မှာမဟုတ်တော့ဘူးမဟုတ်ဘူးအဲ့လိုဖြစ်လာမှာမဟုတ်ပါဘူးငါတတိမပေးခဲ့ဘူးလို့မပြောနဲ့ဦးမင်းဒီကလေးကိုဆက်ထားမယ်ဆိုရင်တော့မင်းဘဝပြီးပြီးသားမှတ်အချိန်ရှိတုန်းဒီကိုဝင်ကိုဖျက်ချလိုက်တာအကောင်းဆုံးပဲ Team John ရှင်ကတော့တကယ်ကိုလူမဆန်တဲ့တတော်ပဲမင်းကြိုက်တယ်လို့ခေါ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီကလေးကိုမဖယ်ရှားဘူးဆိုရင်တော့မင်းတယောက်တည်းဒုက္ခရောက်မှာပါ Team John ရှင်ထွက်သွားလို့မရဘူးဒီအတိုင်းကြီးလက်ထွက်သွားလို့မရဘူးလေငါ့ကိုမထိနဲ့မင်းနာမည်နဲ့ရှိတဲ့ credit card တွေအားလုံးရဲ့ limit ကိုမင်းအကျွေးတွေဆက်ဖို့အတွက်ကြိုးသုံးထားပြီးပြီပြီးတော့မင်းအကောင့်ထဲမှာရှိတဲ့9000ကိုလည်းတရားမစွဲခင်ပိုင်ဆိုင်မှုထိန်းသိမ်းမှုအတွက်ရှောက်ထားပြီးပြီမင်းငါ့ကို9.3 15တန်းတောင်ပေးဖို့ကြံသေးတယ်နော်ငါမျက်စိကန်းခဲ့တာပဲလိုဟင်ကိုတစ္ဆာဖောက်ပြီးဒီလိုတရိတ်ဆန်ထက်မသားတဲ့လူကိုမှရွေးခဲ့မိတယ်လို့နောက်ပိုင်းမှာကြားရတာကတော့ကိုဝင်းထန်းရဲ့မိသားစုဟာသူတို့ရဲ့နေရက်ကအိမ်ကိုရောင်းလိုက်ရတယ်လို့မင်္ဂလာဆောင်လုံးကကားကိုလည်းဆုံးရှုံးလိုက်ရတယ်တဲ့ဥပဒေအကျိုးဆောင်လုပ်ငန်းကအခကြေးငွေတွေနဲ့ကျွန်တော်အယူခံနိုင်ခဲ့တဲ့10တန်းကိုပြန်ဆက်ဖို့အတွက်ပေါ့ကျွန်တော်ကုမ္ပဏီထိလာပြီးတောင်းပန်ဖို့စူးစမ်းကြပေမဲ့ဝင်ခွင့်မရခဲ့ကြပါဘူးကျွန်တော်မိဘတွေစီမှာလည်းလာစူးစမ်းကြသေးတယ်ဒါပေမဲ့ကျွန်တော်မိဘတွေကလုံခြုံရေးအထူးတင်းကျပ်ထားတဲ့ကျွန်တော်ရဲ့ villa အသစ်စီကိုပြောင်းသွားကြပြီလေကျွန်တော်ရှင်းနေကိုလည်းသူတို့အကြောင်းထပ်မပြောဘူးမှာထားလိုက်တယ်သူတို့ရဲ့ဇလန်းကတော့အဲ့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီကျွန်တော်ရဲ့ဇလန်းကတော့အခုမှစတာပါ
golf တက်ဖို့ကတကယ်မလွယ်ပါလားဟာဟာအဖေတကယ်လို့ကောက်တီးရိုက်လေးကျင့်ကျင်နေဆိုရင်ကျွန်တော်နီးပြတ်တယောက်ငှားပေးပါမယ်ချန်ဝင်းကြီးကလည်းအကျယ်ကြီးပဲဥစ္စာအပျော်ရိုက်ကြည့်နေတာပါကွာဟာဟာဟာရှောင်းမရိုက်ပါနဲ့ဦးခါနာသွားပါဦးမယ်ဒါနဲ့လွန်ခဲ့တဲ့ရက်ပိုင်းကဂိုဝန်ထန်းရဲ့မိသားစုကအဖေစီဖုန်းဆက်လာကြသေးတယ်မင်းကိုပြန်ပြောပေးဖို့နဲ့သူတို့ဘက်ကနေကူညီပြောပေးဖို့တောင်းဆိုကြတာလေသူတို့လုပ်ခဲ့တဲ့အောက်တန်းကြတဲ့ကိစ္စတွေနဲ့ဆိုရင်တော့အိမ်မက်ပဲမက်နေလိုက်တော့အဖေလည်းသူတို့မိသားစုဝင်တွေရဲ့ဖုန်းနံပါတ်အကုန်လုံးကို block လုပ်လိုက်ပြီမမြင်ရတော့မှစိတ်အေးရတာပေါ့စီရောက်ဟန်ကြီးဂိုဝန်ထန်းနဲ့ကွာရှင်းတာလည်းတရားဝင်ပြီးသွားပြီဆိုတော့အရာအလုံးကပြီးဆုံးသွားပါပြီအခုလည်းမင်းကလူပြိုကြီးပြတ်ဖြစ်သွားပြီဆိုတော့လူတစ်တယောက်လောက်ရှာဖို့အချိန်တန်ပြီမဟုတ်လားဟုတ်တယ်လေမင်းအမေနဲ့ငါလည်းအသက်ကြီးလာပြီမင်းသားအမြဲအိမ်အောင်မပြုတ်ပဲကလေးမယူဘူးဆိုရင်ငါတို့မှကလေးထိန်ပေးဖို့ပဲမှအင်အားရှိတော့မှလဲအဲ့ဒါကိုနောက်မှပဲဆွေးနွေးကြတာပေါ့ကျွန်တော်လုပ်เสียအလုပ်လေးတွေရှိနေတာတတိယလို့အခုပဲသွားလိုက်ပါဦးမယ်အဲ့ဒီနောက်ပိုင်းမှာတော့မိဘတွေကကျမကိုအတင်းအဓမ္မအောင်တွေ့ပေးဖို့ကြိုးစားလာကြပါတယ်စိတ်အေးလက်အေးနေချင်တာနဲ့ပဲရုံးမှာအချိန်ပိုတွေမကြခဏဆင်းဖြစ်ခဲ့တာပါတကယ်တော့ဂဝန်ထိုင်းပေးခဲ့တဲ့ဒဏ်ရာတွေကမြ мян ဆက်ဆန်တက်ကွယ်မသွားခဲ့ပါဘူးအဲ့ဒီထဲကနေပြန်ရုံထွက်နိုင်ဖို့3-2 အချိန်ယူခဲ့ရတာပါအခုမှကိုဘွားကိုပြန်ရခါစားဆိုတော့နောက်ထပ်ဂဝန်ထိုင်းလိုလူမျိုးနဲ့ထပ်တွေ့ပြီးအရာအလုံးဆုံးရှုံးသွားမှာကိုကျမကြောက်နေမိတယ်လေဆရာအဆင်ပြေရဲ့လားရှင်ကျွန်တော်အဆင်ပြေပါတယ်အလုပ်တွေအရန်နောက်ကျမှဆင်းနေရလို့ဖြစ်မှာပါနည်းနည်းလောက်နားလိုက်ရင်တက်တာသွားမှာပါဆရာအထက်လူကြီးကတော့တကယ်ကိုအသေးလုံးမရှိတာပဲဟေ့ကျမကားခေါ်ပေးထားတယ်နော်ကားလာတဲ့အထိဒီမှာပဲစောင့်နေလိုက်အောင်မလိုပါဘူးဗျာအားမနာပါနဲ့ကျမတို့တွေကအလုပ်သမားချင်းချင်းတွေပဲဟာတယောက်ကိုတယောက်ကူညီကြတာကအမှန်ပဲလေဆရာသမားကားကိုငြိမ်ငြိမ်လေးမောင်းပေးပါအောင်နော်ကျမတငယ်ချင်းကနေမကောင်းလို့ပါမစ္စတာလောက်ဒီနေ့ရန်ချွန် electronics နဲ့လုပ်မဲ့ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့စီမှာလောက်ဆိုတဲ့မျိုးရိုးနာမည်နဲ့ဝန်ထမ်းရှိလားဗျကျွန်တော်တို့ကိုအခုချက်ချင်းစခိုင်းလိုက်ပါမယ်မစ္စတာလောက်ကျွန်တော်တို့ကုမ္ပဏီမှာလောက်ဆိုတဲ့နာမည်နဲ့ဝန်ထမ်းမရှိပါဘူးခင်ဗျာကျွန်တော်ကိုဘာများလုပ်ပေးစေချင်လဲမလိုတော့ဘူးအစည်းအဝေးအတွက်ပဲပြင်ဆင်ထားလိုက်ဒီ project ကအရေးကြီးတယ်ဟုတ်ကဲ့ပါခင်ဗျာသူပဲအဲ့ဒီမိန်းကလေးကဘာတူလဲသူကအောက်ထက်ကကော်ဖီဆိုင်မှာအလုပ်လုပ်တာပါနေ့ချာရောညချာရောအမြဲတမ်းတွေ့ရတတ်တယ်တော်တော်လေးကိုစူးစမ်းတဲ့မိန်းကလေးပါပဲမစ္စတာလောက်သူ့ကိုကုမ္ပဏီထဲခေါ်ခန့်လိုက်ရမလားမလိုဘူးအစည်းအဝေးအတွက်ပဲအာရုံစိုက်လိုက်ဟုတ်တယ်ဒီနေရာဖြစ်ရမယ်ဆိုင်ယူယောရှင်တီမင်းနင်ဒီကိုဘာလာလုပ်ပြန်တာလဲဆိုင်ယူယောငါ့ကိုနောက်ထပ်3000လောက်ထပ်ချပါဦး3000တည်းပါဒီတစ်ခါတော့လောင်းကစားထပ်မလုပ်တော့ဘူးလို့ကြင်ပြောရဲပါတယ်ငါ့ကိုနောက်ဆုံးအကြိမ်လောက်ကူညီပေးပါဦးငါမှပတ်စံမရှိဘူးရှင်တီမင်းငါတို့ပြတ်သွားကြပြီလေနင်ကသာပြတ်တယ်ပြောတာငါကသဘောမတူသေးဘူးပတ်စံပေးစံနင်ဘာလုပ်တာလဲငါပြောလိုက်မယ်နင်ငါလက်ကနေဘယ်တော့မှလွတ်မှာမဟုတ်ဘူးနင်ပတ်စံကငါပတ်စံပဲငါမှပတ်စံမရှိဘူးရှိရင်တော့နင်ကိုမပေးနိုင်ဘူးနင်ဘာပြောလိုက်တယ်သူပြောတာကသူ့မှာပတ်စံရှိရင်တော့မင်းကိုမပေးနိုင်ဘူးတဲ့မင်းကဘယ်ကကောင်းလဲဒါမင်းနဲ့မဆိုင်တဲ့ကိစ္စပဲလွတ်လိုက်ဖို့ငါတတိပေးနေတယ်နော်ဒါကလုံခြုံရေးတွေ24နာရီပတ်လုံးစောင့်ကြပ်နေတဲ့အစင်းမြင့်အိမ်ယာဝင်တစ်ခုပဲဒီမှာပြဿနာလာရှာရင်စက္ကန့်ပိုင်းအတွင်းအပြင်ကိုအတင်းနဲ့ထုတ်ခံရလိမ့်မယ်စောင့်ကြည့်နေလိုက်ဒါကဒီတင်ပြီးသွားမှာမဟုတ်ဘူးကျေးဇူးတင်ပါတယ်နော်ဒီလိုရှုပ်ရှုပ်ရှက်ရှက်တွေမြင်လိုက်ရတဲ့အတွက်လည်းအားနာပါတယ်ရပါတယ်ဗျာကျွန်တော်တို့တွေကအလုပ်လုပ်နေကြရတဲ့သူတွေပဲလေတယောက်ကိုတယောက်ဖေးမကြရမှာပေါ့ဒါကမနေ့ကကားပေါ်မှာမိတ်ကြံခဲ့တာပါနေပါဦးခမ ्या ပိုက်စာနေလားကျွန်တော်ညစာတစ်ခုခုဝယ်ကျွေးပေးရစီလာပါဗျာဒီဆိုင်ရှင်အန်တီကြီးကလက်ရတကယ်ကောင်းတာကျွန်တော်ဆိုအလုပ်စင်းတိုင်းညတိုင်းဒီမှာပဲစားဖြစ်တာအန်တီဒီကနာမည်ကြီးအမဲသားခောက်ဆွဲနှစ်ပွဲပေးပါဦးအခုဒီလူငယ်လေးကတော့ကြည်ကောင်းပြီးခံရတာပဲပြီးတော့ညီအရင်တစ်ခေါက်ခေါ်လာတဲ့လူထက်စားရင်အများကြီးပိုပြီးအားကိုးထိုက်ပုံရတယ်နော်အန်တီကလည်းဘာတွေပြောနေတာလဲသူကကျမတငယ်ချင်းပါသူ့စကားကိုစိတ်ထဲမထားပါနဲ့ဆိုင်ရှင်ကအမြဲတမ်းဒီလိုပဲနောက်တက်တာမို့လို့ပါရပါတယ်ချင်းချင်းမိန်လူမျိုးကိုမြင်ရင်လူများစုကလမ်းဘေးကပ်ပြီးရှောင်သွားကြတာရှင်ကဘာလို့ကျမကိုကူညီခဲ့တာလဲသူရှင်းနောက်ကိုလိုက်လာမှမကြောက်ဘူးလားခမ ्या လည်းအဲ့ဒီနေ့ကကျွန်တော်ကိုကူညီခဲ့တာပဲလေတက္ကစီတောင်ခေါ်ပေးခဲ့သေးတာမဟုတ်လားအဲ့ဒါကအခြေအနေချင်းမတူဘူးလေတူပါပဲဗျာလူကောင်းတွေကမှန်တာလို့ရင်းနဲ့အနစ်နာခံရတာမျိုးကိုကျွန်တော်မမြင်ချင်လို့ပါဒါနဲ့ခမ ्या မှာချစ်သူရှိနေပြီလားနည်းနည်းမြန်သွားသလားလို့အားနာပါတယ်ကျမနေလို့တိတ်မကောင်းလို့ပါပြန်လိုက်ပါဦးမယ်ခွင့်ပြုပါဦးခမ ्या ဒီမှာအရင်ကအလုပ်လုပ်ဖူးတဲ့အမျိုးသမီးငယ်လေးဘယ်ရောက်သွားလဲသိပါသလားချောင်းရမ်းကိုပြောတာလားသူ့အိမ်မှာကိစ္စတစ်ခုခုဖြစ်လို့ထင်တယ်ဒီမနေ့တင်အလုပ်ထွက်သွားပြီဗျဘယ်ကိုသွားတာလဲကျွန်တော်လည်းတေချာတော့မသိဘူးဗျချောင်းရမ်းကသူ့မိသားစုပတ်စံအရေးတကြီးလိုနေလို့ဆိုပြီးပြောသွားတာပဲဆရာအဆင်ပြေရဲ့လားမစ္စတာလူမလောက် project ကတော့အောင်မြင်မြင်နဲ့ပြီးသွားပါပြီအားလုံးကတောက်ဆဆလေးနဲ့အောင်ပွဲခံချင်နေကြတာမလိုပါဘူးမင်းတို့ပဲသွားလိုက်ကြပါကုမ္ပဏီအကောင့်ထဲကပဲရှင်းလိုက်ကြလာပါမစ္စတာလူမလောက်ရေအားလုံးကဆရာကိုစောင့်နေကြတာကဲအားလုံးပဲဒီနေ့ဒီလိုအောင်မြင်မှုရတာကမစ္စတာလူမအားကြောင့်ပါဆရာရဲ့အမျှော်မြင်တာမရှိရင်ကျွန်တော်တို့ဒီနေ့ဒီနေရာကိုရောက်လာမှာမဟုတ်ဘူး
ဟုတ်တာပေါ့မစ္စတာလူဆရာအတွက်ဂုဏ်ပြုလိုက်ပါတယ်ဟေ့နင်ဘာဖြစ်နေတာလဲဒီဝိုင်းကဘလောက်တန်လဲဆိုတာနင်သိလားဒါကမစ္စတာလူမဝါ့အတွက်တီးတန့်ထားပေးတဲ့ဝိုင်းပလင်းတော့ဒီပလင်းကို2 သိန်းတန်တာနင်ပေးနိုင်လို့လားတောင်းပန်ပါတယ်တကယ်တောင်းပန်ပါတယ်ရှင်ရပါတယ်ရောပေးဖို့မလိုပါဘူးရတယ်လို့ပြောနေတယ်လေကျွန်တော်ကားထဲမှာနောက်တစ်ပလင်းရှိသေးတယ်အဲ့ဒါသွားယူဖို့ကျွန်တော်နဲ့လိုက်ခဲ့ပါရှင်ကတထေးမှန်းကျွန်မမသိခဲ့ဘူးဘာကွာလို့လဲကို့အတွက်ကိုလောက်တာပဲဖြစ်ဖြစ်သူများစီမှာလောက်တာပဲဖြစ်ဖြစ်အားလုံးကဝမ်းစာအတွက်ရုန်းကန်နေကြရတာပါပဲတကယ်ပဲပတ်စံခက်ခဲဖြစ်နေတာလားဒါဆိုရင်ကျွန်တော်ကုမ္ပဏီမှာလာလုပ်ပါမနေ့ပြန်အလုပ်လာဆင်းလိုက်အနည်းဆုံးတော့ဒီအလုပ်ထက်စာရင်ပိုပြီးအခြေတကျရှိတာပေါ့ဘိုးဆိုတဲ့အမျိုးသားကဘယ်လိုလူမျိုးလဲဟင်နေပါဦးနင်ကမလို့ကိုစိတ်ဝင်စားနေတာလားမဟုတ်ပါဘူးအဲ့ဒီလိုမဟုတ်ပါဘူးအဲ့ဒီလိုတော့လုံးဝမတွေးလိုက်နဲ့နော်မလို့ရဲ့ဇနီးဟောင်းကသူ့ပေါ်ဖောက်ပြန်ခဲ့လို့သူတို့လက်တလုံးမှာကွာရှင်းထားကြတာအခုချိန်မှာတော့အခြေရေးဆိုတာသူအစင်းစားဆုံးအရာဖြစ်မှာပါဒါကတော့တော်တော်ဆိုးနေပြီဘိုးဟောင်းကြီးငါအမှားလုပ်ခဲ့မိတယ်ဆိုတာသိပါတယ်အခုဆိုအကျွေးရှင်တွေကငါအိမ်ရှိမှနေတိုင်းလာဆောင်နေကြပြီရှင်းကျိုင်းဝမ်လည်းအဖမ်းခံလိုက်ရပြီလေဒီတစ်ခါတော့ငါ့ကိုခွင့်လွှတ်ပေးပါနော်ဟုတ်ပြီလားမဟုတ်ရင်တော့ငါတော့လုံးဝကိုဘဝပြတ်သွားပါလိမ့်မယ်အဲ့ဒီလိုလားအဲ့ဒါငါနဲ့ဘာဆိုင်လို့လဲမင်းတို့မိသားစုကငါ့ကိုအထံဆက်လို့သဘောထားပြီးငွေညစ်ခဲ့တော့ကဒီလိုနေမျိုးရောက်လာလိမ့်မယ်လို့တစ်ခါလောက်တောင်တွေးခဲ့ဘူးလားအဲ့ဒီတစ်ဆက်တန်းဆက်ဖို့မင်းမ3 ရက်ပဲကြံတော့တယ်အဲ့ဒီ3 ရက်အတွင်းအကုန်ပြန်မဆက်နိုင်ရင်တော့ထောင်ထဲဝင်ဖို့သာပြင်ထားတော့တစ်ဆက်တန်းဆိုတာမင်းတို့မိသားစုတစ်စုလုံးကိုတစ်သက်လုံးထောင်ထဲပို့ထားဖို့လုံလောက်တယ်လေကောင်းပြီလေဒါကတော့နင်ကိုယ်တိုင်ငါ့ကိုအကြက်ကင်တာပဲငါ့ကိုပြန်လက်မထပ်ဘူးဆိုရင်နင့်ရှိတင်ငါအသေးခံလိုက်မယ်မင်းကတော့တကယ်ကိုမပြောင်းလဲဘူးပဲယူမို့ကောင်းလိုက်တာဘိုးဟောင်းငါဘဝရဲ့အကောင်းဆုံး3 နှစ်တာကိုနင့်အတွက်ပေးဆက်ခဲ့တာပါနင်ငါ့ကိုပြန်လက်မထပ်ပဲတရားစွဲထားတာကိုပြန်မရုပ်သိမ်းဘူးဆိုရင်ငါဒီမှာတင်အသေးခံပြီးနင်ဟာဘလောက်တောင်နှလုံးသားမရှိတဲ့မိစ္ဆာကောင်လဲဆိုတာလူတိုင်းသိအောင်လုပ်ပြမယ်ဘိုးဟောင်းနင်ကအမြဲတမ်းကလေးလိုချင်ခဲ့တာမဟုတ်လားနင်သာလက်ခံမယ်ဆိုရင်ရှက်တက်စမ်းပါဦးရှင်ကဖောက်ပြန်ခဲ့ပြီးတခြားယောက်ျားတစ်ယောက်ရဲ့မယားငယ်လုပ်ခဲ့တာလေပြီးတော့သူ့ကလေးကိုကိုဝင်ဆောင်ပြီးရှင်နဲ့လက်ထပ်အောင်လိမ်ညာခဲ့သေးတယ်အခုကြတော့မှဘောကိုဓာတ်နဲ့ချင်းချောက်နေပြန်ပြီလားနှုတ်ကရှင်းထက်အစာပေါင်းရနဲ့ချီထောင်နဲ့ချီသားတဲ့အမျိုးသမီးနဲ့ပဲထိုက်တန်တာပါပြောတယ်နင်ဘာလုပ်နေတာလဲငါ့ကိုလှုပ်ပေးပါလို့ဟောင်းလူဆိုတာကိုရွေးချယ်ခဲ့တဲ့လမ်းအတွက်ပြန်ပေးဆက်ရတာပဲမင်းရဲ့အိမ်တော်ရေးလိမ်လည်မှုတက်သေးတွေနဲ့မိမိသားစုကအားလုံးကိုတိလျက်နဲ့ဖုံးကွယ်ပေးထားတဲ့တက်သေးတွေကိုရဲလက်ထဲငါကိုယ်တိုင်အပ်လိုက်မယ်မင်းနဲ့မိမိသားစုတွေတစ်သက်လုံးထောင်ထဲမှာပဲအလုတ်ကျန်းလုပ်ပြီးဖြစ်တန်းလိုက်ကြတော့ဟောဟောင်းနင်ငါ့ကိုဒီလိုမလုပ်နိုင်ပါဘူးမလုပ်ပါနဲ့နင်တရားရသွားပြီငါအဆင်ပြေပါတယ်ပုံယုံတင်ပါပဲမှလူဒါဆိုကျမသွားလိုက်ပါဦးမယ်နေပါဦးခုနကငါမှတယောက်ယောက်နဲ့တွဲနေသလားလို့နင်မေးခဲ့တယ်မဟုတ်လားမတွဲပါဘူးငါနဲ့အတူညစာစားမလားဟုတ်ကဲ့